Hello everyone ဒီနေ့မှာတော့နေပြည်တော်ကိုတိဆောက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ What? Bro, what are you talking about, man? ဟုတ်ပါတယ်ခင်ဗျာဒီနေ့မှာတော့နေပြည်တော်ကို easy မုံနဲ့ပန်တီတော်မှာပဲဖြစ်ပါတယ်ခင်ဗျာ 10 hours later ကျွန်တော်တို့နေပြည်တော်ကိုပန်တီဖို့ဆိုရင်အိမ်တွေလိုပါတယ်ဈေးဆိုင်တွေလိုပါတယ်အဲ့ဒီအတွက်ကျွန်တော်ထည့်လိုက်ပါအောင်မခင်ဗျာကျွန်တော်တို့အိမ်နေဆောက်ပြီးတော့ပြီးဆိုတော့လျှက်စစ်လိုပါတယ်အဲ့ဒီအတွက် solar system နဲ့လျှက်စစ်ပြီးမှပဲဖြစ်ပါတယ်ခင်ဗျာ nice လျှက်စစ်ပြီးတော့ရင်ရေကလည်းလိုအပ်တဲ့အတွက်ရေကိုပါထည့်ပေးလိုက်ပါမယ်ခင်ဗျာပြီးတော့ရင်တော့မြို့သူမြို့သားရဲ့အတွက်ပန်းပြေရပန်းကြံလေးတစ်ခုပါထည့်ပေးလိုက်ပါတော့ခင်ဗျာပြီးတော့ရင်တော့မြို့ကိုလမ်းလေးပါထပ်ထည့်ပေးလိုက်ပါတော့ခင်ဗျာလမ်းထည့်ပြီးတော့လို့ရှိရင်ဘာဆိုလာပဲအဝါရောင်နဲ့ပြထားတဲ့ဟာလေးကိုစောက်ပေးရမှာတဲ့ခင်ဗျာ You didn't have to cut me off. I could never know we were something. အဲ့ဒါနဲ့အဝါရောင်လေးဆိုတဲ့အရာလေးကိုစမ်းစောက်ကြည့်လိုက်ပါတယ်ခင်ဗျာအဲ့ဒါလေးရောစက်မှုဆိုင်ရာဖြစ်နေတဲ့အတွက်မှန်ချင်မှမမှန်ချင်မသိပါဘူးခင်ဗျာစက်မှုလည်းဖြစ်ချင်ဖြစ်လိုက်ပါမယ်ခင်ဗျာသိရင်မသိဘူးသိရင်မှလည်းမသိပါဘူးခင်ဗျာအဲ့ဒီတော့ကျွန်တော်လည်းအဲ့ဒီအရာလေးကိုလူအပ်တာလေးတွေလုပ်ပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်လည်းအတားပြရနဲ့ဘာလို့ရမယ်မသိလို့ဟိုရှောက်လို့ဒီရှောက်လို့နဲ့ပဲအိမ်အစ်စ်တွေကိုတတ်ထည့်လိုက်ပါတဲ့ခမညာအဲ့ဒီအိမ်တွေနဲ့အတူလမ်းလေးပါစောက်ပေးလိုက်ပါတဲ့ခမညာနောက်ပိုင်းကျရင်လဲဒီထမိုက်တဲ့လမ်းတွေနဲ့အတူတက်ပြီးတော့ကြီးကျယ်တဲ့အိမ်လေးတွေကိုလည်းစောက်ပေးလိုက်ပါအောင်မခမညာအခုကတော့မြို့ဟာမွဲနေတဲ့အတွက်ဒီဟာလေးပဲရှိတာပဲဖြစ်ပါတယ်ခမညာအားလုံးပဲဆက်ကြည့်လိုက်ကြရအောင်ခမညာကျွန်တော်ဆောက်လုပ်နေစဉ်မှာပဲလေဘယ်တစ်ခုတက်သွားလို့စိတ်နှတုံးနဲ့ပတ်စံတစ်ထောင်ကိုရလိုက်ပါတယ်ခမညာပြီးတော့ဘာသာလို့ရမယ်မသိလို့ဒီတိုင်းရှောက်ကြည့်နေချိန်မှာပဲကျွန်တော်ကိုရှီပိုက်တွေပေးဖို့လာပြီးပြောတာကိုရေတိုင်ကြီးဝယ်ပေးရမယ်ထင်ပြီးတော့ဝယ်လိုက်ပါတယ်ခမညာပတ်စံအလကားနေရင်ကုန်သွားတာကိုခမညာဒီတိုင်ကြီးတော့မှနှလုံးနဲ့မဟုတ်ဘူးเนาะအများကြီးပဲဝယ်လိုက်တော့အဲ့ဒါမှပတ်စံပုတ်ကုန်ရတာမဟုတ်မအဲ့ဒီအချိန်ကြာမှရှီပိုက်ဆိုင်ရမယ်ဆိုတာကိုတည်ပြီးတော့ရှီတိုင်ကြီးတွေကိုဒီတိုင်းမဲ့ထားလိုက်ပါတော့တယ်နောက်ကြရင်လဲလူအပ်လာမှာပဲဆိုပြီးတော့ကြိုဝယ်ထားတဲ့သဘောဟာအမှမြို့သူမြို့သားတွေကလည်းဒေါသကြီးပဲသူတို့ရေလေးခဏမရတာကိုဒေါသထွက်ဖို့ဆိုတာကြီးပဲခြောက်နေတာကျွန်တော်ကဟိုဘက်ကရေတိုင်ကြီးကိုဒီဘက်ရွှေ့ပြီးတော့တခြားမြို့သူမြို့သားတွေဘာလုပ်နေလဲဆိုတာကိုလိုက်ပြီးတော့ကြည့်လိုက်ပါရခင်ဗျာပြီးတော့အဲ့ဒီအရာကိုဘယ်လိုခေါ်မလဲအဲ့ဒီအနာမှာကျွန်တော်မိသားသမားလေးထားလိုက်ပါရခင်ဗျာမိသားယုံမို့ဗျာမဟုတ်ရင်မီးတွေလောင်ပြီးအကုန်ပြာကျကုန်မှဆိုလို့ပါခင်ဗျာဟိုဘက်မြို့မှာလဲကျွန်တော်တခုထပ်ထားလိုက်ပါရခင်ဗျာပြီးတော့လို့ရှိရင်ဆေးရုံမှာထားဆေးကဘောနော်တေးသေးလေးဆိုတော့လေဆေးကမှာထားပေးလိုက်ပါရခင်ဗျာမဟုတ်လို့အသက်တွေပါတွေပြောင်းနေလို့ရှိရင်
ကျွန်တော်စီမှာကူစီရစီကမရှိပဲထောင်ချနေမှဆုံးလို့ပေါ့ခမဆိုင်တော့မသိဘူးကျွန်တော်ပြောချင်တာပြောပါရခမပြီးတော့လျက်စင်ဟာတစ်မျိုးလုံးသုံးတာနဲ့အတူလျက်စင်ဟာမလောက်တော့တဲ့အတွက်ကျွန်တော်ဟာလီနဲ့ထုတ်တဲ့လျက်စကိုလုံးလိုက်ပါရခမမတော့မသိဘူးပြောချင်ရပြောတာပဲခမသုံးခုပဲလုပ်ပါရဘာလို့ဆိုဈေးရင်ကြီးလို့ပဲဖြစ်ပါရခမအဲ့ဒါပြီးတော့ဟိုဘက်တစ်ချက်မှာပါမျိုးထဆောင်မယ်ဆိုပြီးလမ်းခင်းလိုက်ပါရခမလမ်းကိုတော့တော်တော်လေးပဲခင်းလိုက်ပါတယ်အလေမှာတော့တောင်ကုန်းတစ်ခုရှိလို့ပါအဲ့ဒီမှာမြို့ကိုဟိုဘက်မြို့လိုပဲစောက်ပါတယ်ခမဒါပေမဲ့ဒီဘက်မြို့ကစောက်ပြီးတာနဲ့ချက်ချင်းလူတွေတန်းပြေးသွားတာပဲခမပြီးတော့လမ်းလေးပါတစ်ထည့်ပေးမလို့ပဲခမတောင်ကုန်းကြီးကကန်းနေတော့ထည့်ပေးလို့ကမရတော့ဘူးလေ 3,000 years later. အဲ့လိုနဲ့ပဲအဲ့ဒီမျိုးကလည်းစောက်လို့ပြီးတော့ခဲ့ပါပြီပြီးတော့နောက်ပြီးဘာလို့ရမယ်ဆိုတာကိုကျွန်တော်လည်းမသိတော့ပါဘူးဆက်တာကြည့်လိုက်ပါတော့ခင်ဗျာအဲ့လိုနဲ့ပဲကျွန်တော်မြို့မှာစိုက်ပျိုးရေးလုပ်ရမယ်ဆိုတာကိုတတိယသွားပြီးစိုက်ပျိုးရေးလုပ်ဖို့စိုက်ပျိုးရေးလုပ်တဲ့အဆောက်အုံကိုချလိုက်ပါရခင်ဗျာအဲ့ဒီစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်နေစီမှာပဲလမ်းမိုင်းချတာမိတာကိုတတိမရပဲစောင့်ချင်တိုင်းစောင့်နေပါရခင်ဗျာအဲ့ဒီအတွက်ကျွန်တော်အုံတော်ဟာဘယ်လောက်ကောင်းလဲဆိုတော့ခုချိန်မှတည်တော့ကြပြီပဲခင်ဗျာပြီးတော့ရေပိုက်တွေကလည်းဆက်ရတာတော်တော်များများအများကြီးပဲဆက်ရပါတယ်ခင်ဗျာမြို့သူမြို့သားတွေကလည်းရေမရရင်ကိုမြို့တော်ဝင်ကိုပဲပြဿနာရှာနေကြပါတော့ခင်ဗျာကျေးဇူးတင်ပါတယ်လို့နော်မြို့သူမြို့သားတွေကလည်းကျွန်တော်အဲဒီလိုမျိုးစောင့်နေစီမှာပဲအဲ့လိုမျိုးစောင့်နေစီမှာပဲဘာဆက်ပြောရမလဲမသိတော့ပါဘူးခင်ဗျာအဲ့ဒီအတွက်နည်းနည်းပဆောင်ပါအောင်ခင်ဗျာပြီးတော့မှကားသွားလာမရှိတာကိုတည်ပြီးတော့လမ်းကိုပြင်လိုက်ပါရခင်ဗျာဒီအတိုင်းပြင်လို့မရတာကိုကျွန်တော်အုံနောက်ကမသိပဲရှောက်လို့နေပါရခင်ဗျာလမ်းကိုပြင်ဖို့လိုက်ရှာနေတာအခုမှပဲတွေ့ရဲရမှုဆိုတဲ့အရာနဲ့ဖျက်ရတာကိုဘာရှာနေမှမသိပါဘူးခင်ဗျာအဲ့ဒါကလည်းစေကူပဲဖျက်လို့ရတာပါခင်ဗျာအပူလည်းဖြတ်လို့မရသလိုအကောင်လည်းတန်းဖြတ်လို့မရပါဘူးစေကူချင်းစီဖြတ်ရတော့ပါခင်ဗျာပြီးတာနဲ့အဲ့ဒီမှာလမ်းဒီကိုပြီးမှပြန်လည်းပြင်လိုက်ပါရခင်ဗျာလမ်းဒီကလည်းခုတုံးနေကြလမ်းနေပဲ300ပြီတခြားလမ်းနေတုံးရင်ကားတွေကမသွားကြပါဘူးခင်ဗျာဘာဖြစ်လို့လဲမသိပါဘူးခင်ဗျာပြီးရနဲ့ကျွန်တော်ခေါင်းထဲမှာအကြံတစ်ခုရလာပြီကားလမ်းတစ်ခုကိုစောက်လိုက်ပါမယ်ဆိုပြီးရောပြန်လန်းတစ်ခုကိုစောက်လိုက်ပါရခင်ဗျာဘယ်လိုလဲမသိဘူးနော်ပြီးတော့အဲ့ဒီမှာလည်းပြန်လန်းတစ်ခုကိုတက်ဆောက်ပေးလိုက်ပါရခင်ဗျာပြန်လန်းကမိုက်ပါရခင်ဗျာပြီးတော့မှကားလမ်းကိုနှစ်ခုစောက်ပေးမယ်ဆိုပြီးတော့စဉ်းစားမိတာပါအဲ့ဒီအခါမှာကားတွေကများဆဆသွားလို့ရမှာပဲဖြစ်ပါရခင်ဗျာအဲ့လိုနှစ်ခုစောက်ပေးတာကအဲ့ဒီကိုလည်းမဟုတ်ပါဘူးတခြားအရာတွေကိုလည်းနှစ်ခုစောက်ပေးမှာပဲဖြစ်ပါရခင်ဗျာဆက်လက်ကြည့်လိုက်ကြရအောင်ခင်ဗျာအဲ့ဒီမှာလမ်းနေကိုရှောက်ဆောင်မယ်ဆိုပြီးတွေးနေတာနည်းနည်းပါဟိုဘက်ဒီဘက်ကြည့်လိုက်တော့မှဟိုမှာစောက်ထားတဲ့လမ်းနှစ်ခုကကားတွေသွားနေတာကိုတွေ့သွားပါတယ်အဲ့ဒီအခါကျမှပဲကျွန်တော်ကတခြားအရာတွေကိုလည်းတခြားလမ်းတွေကိုလည်းနှစ်ခုစောင့်မယ်ဆိုပြီးစဉ်းစားသွားပါခင်ဗျာကျွန်တော်အတန်တွင်းနာကမြန်နေပြီးတော့ဗီဒီယိုကနောက်ကျနေတဲ့အတွက်တောင်းပန်ပါရခင်ဗျာအခုမှလမ်းနှစ်ခုကိုဆက်တာပဲဖြစ်ပါရခင်ဗျာလမ်းနှစ်ခုကိုဆက်လိုက်တော့မှပဲအမကားတွေကပို့ပြီးတော့များစွာသွားလာကြတာကိုတွေ့ရပါရခင်ဗျာနောက်ထပ်လည်းလမ်းနှစ်ခုကိုတက်ဆက်လိုက်ပါရခင်ဗျာအားလုံးပဲပြီးတော့အဲ့ဒီစိုက်ပျိုးရေးကိုသွားတဲ့ဘက်မှာလည်းလမ်းနှစ်ခုကိုတက်ဆက်လိုက်ပါရခင်ဗျာကျွန်တော်ဗီဒီယိုနဲ့အတူရှင်ပြောနေရတဲ့အတွက်ဗီဒီယိုကနောက်ကျနေရင်ကျွန်တော်ကအတန်ရက်သွားတတ်တဲ့အတွက်အဲ့ဒီအတွက်လည်းတောင်းပန်ပါရခင်ဗျာ75 years later. ကြားတဲ့ကဗီဒီယိုတွေကဘာမှမဟုတ်ပဲရှောက်လုပ်ထားတဲ့အတွက်မထည့်တော့တာပဲဖြစ်ပါတယ်အခုဟာနေပြည်တော်ရဲ့ part 1
ပြီးဆုံးတော့မှာပဲဖြစ်ပါတယ်အားလုံးပဲလိုက်လံကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်